ဒေးဗစ်ကလာဆိုတဲ့လူကြီးမင်းတယောက်ရှိပါတယ်။သူ့အသက်မွေးဝမ်းကြောင်းကတော့ရိုးရိုးသားသားအလုံးမျိုးမဟုတ်ပါဘူး။သူကမူရစ်ဆေးဝါးတေးသေးလေးတွေကိုလူတွေစီရောင်းရင်းနေ့ရက်တွေကိုဖြတ်တန်းနေတဲ့လူတစ်ယောက်ပါဘဝကခက်ခဲရုန်းကန်ရပေမဲ့သူ့အတွက်အဆင်ပြေနေပါတယ်။ဒါပေမဲ့တနေ့ညမှာတော့သူ့ဘဝကလုံးဝပြောင်းသွားခဲ့ပါတယ်လူဆိုးတွေကသူ့စီကပတ်စံတွေမူရစ်ဆေးဝါးတွေတမိုးကြီးရဲ့ပစ္စည်းတွေကိုတခါတည်းသိမ်းယူသွားခဲ့ကြပါတယ်။ဒေးဗစ်အတွက်တော့ဒါဟာကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ပေးသွင်းသူဖြစ်သူဘရက်ကလင်ကာစီမှာယခုအကျွေးအမြောက်များတက်နေလို့ပါဘရက်ကသူ့ကိုခေါ်ပြီးပြောပါတယ်ဒေးဗစ်မင်းငါစီမှာဒေါ်လာ4000ကျော်အကျွေးရှိနေပြီဒီအကျွေးကိုဆက်ချင်ရင်မင်းအတွက်အလုပ်တစ်ခုရှိတယ်မက္ကဆီကိုကနေမူရစ်ဆေးဝါးတွေကိုကားနဲ့တင်ပြီးအမေရိကန်နယ်စပ်ကိုတည်ဆောင်လာပေးရမယ်လွယ်လွယ်လေးပဲလို့ပြောလိုက်ပါတယ်ဒေးဗစ်ကစိတ်ထဲမှာတွေးမိပါတယ်ရိုးရိုးလေးကားမောင်းပြီးတည်သွားရုံပဲဆိုရင်ရဲတွေကတန်တရားဝင်မှတေချာတယ်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲရုတ်တရက်သူ့စိတ်ထဲမှာအတွေ့တစ်ခုပေါက်ဖွာလာပါတယ်မိသားစုတစုခီးသွားနေတယ်လို့ဟန်ဆောင်မယ်ဆိုရင်ရောရဲတွေကဘယ်တော့မှတန်တရားမဝင်ကြဘူးဒီလိုနဲ့ဒေးဗစ်ကသူ့အတူမိသားစုကိုစူးစီးဖို့စတင်ခဲ့ပါတယ်ပထမဆုံးသူကသူ့အိမ်ကြီးချင်းရိုအိုရိုင်လီစီကိုသွားပါတယ်ရိုကဖြောပြသူအလုပ်လုပ်တဲ့မိန်းမတစ်ယောက်ပါသူမကပတ်စံလိုအပ်နေတယ်ဆိုတာဒေးဗစ်သိပါတယ်ရိုမင်းကိုအလုပ်တစ်ခုကမ်းလှမ်းခြင်းနဲ့ငါနဲ့အတူမက္ကဆီကိုကိုသွားပြီးငါစနီးလိုဟန်ဆောင်ပေးရုံပဲငွေ3000ပေးမယ်လို့ဒေးဗစ်ကပြောလိုက်တော့ရိုကသူမရဲ့အခြေအနေကိုစဉ်းစားပြီးသဘောတူလိုက်ပါတယ်နောက်တစ်ယောက်ကဒေးဗစ်ရဲ့အိမ်ကြီးချင်းဖြစ်တဲ့ကန်နီဆိုတဲ့ရှက်တက်တဲ့ကောင်းလေးပါသူကအရန်ရှက်တဲ့သဘောထားရှိပြီးမိန်းကလေးတွေနဲ့စကားတော်စနစ်တကျပြောတတ်တာမရှိသေးပါဘူးဒေးဗစ်ကသူ့ကိုလည်းခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးဖွဲ့ဝင်ကကေစီဆိုတဲ့အသက်16နှစ်လောက်ရှိတဲ့မိန်းကလေးပါသူမကအိမ်ကနေထွက်ပြေးလာပြီးလမ်းမပေါ်မှာအိမ်နေတဲ့ကလေးမပါဒေးဗစ်ကသူမကိုလမ်းမပေါ်မှာတွေ့လိုက်တော့သူမကိုလည်းခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ငါတို့နဲ့လိုက်မလားငါတို့သမီးလိုဟန်ဆောင်ပေးရုံပဲလို့ဒေးဗစ်ကပြောတော့ကေစီကခေါင်းညှိလိုက်ပါတယ်ဒီလိုနဲ့မီလာမီသားစုဆိုတဲ့မိသားစုကြီးပေါ်ပေါက်လာခဲ့ပါပြီသူတို့၄ယောက်ကအာဗီကားကြီးတစ်စီးကိုငှားပြီးမက္ကဆီကိုကိုထွက်ခွာခဲ့ကြပါတယ်ကားထဲမှာအားလုံးအဆင်မပြေဘူးလူတိုင်းကတယောက်နဲ့တယောက်မသိကြဘူးအတူတူနေထိုင်ဖို့လည်းအဆင်မပြေဘူးဒေးဗစ်ကကားမောင်းရင်ပြောပါတယ်နားထောင်ကြငါတို့ကတကယ်မိသားစုလိုဟန်ဆောင်ရမယ်လို့မင်းကဆာရာမီလာဖြစ်မယ်ငါစနီးကန်နီမင်းကငါသားကေစီမင်းကငါသမီးအားလုံးဒီအမည်တွေနဲ့ခေါ်ကြမယ်နေဆက်ကိုရောက်တဲ့အခါရဲတွေကစစ်ဆေးပါတယ်မင်းတို့ဘယ်သွားနေတာလဲလို့ရဲကမေးတယ်ကျွန်တော်မိသားစုနဲ့ခီးသွားနေတာပါအရာရှိကြီးလို့ဒေးဗစ်ကပြောရင်းပြောပါတယ်ယုံကြည်ပြီးလွတ်ပေးလိုက်ပါတယ်မက္ကဆီကိုရောက်တော့ဘရက်ကပြောထားတဲ့နေရာကိုရောက်သွားပါတယ်အဲ့ဒီမှာမူရစ်ဆေးဝါးတွေကိုလက်ခံယူပြီးအာဖရိကရဲ့လှုပ်ဝက်နေရာတွေမှာဝက်ထားလိုက်ကြပါတယ်ဆေးတွေကအများကြီးပါ1000နဲ့ချီတဲ့ပေါင်တွေရှိပါတယ်ပြန်လမ်းမှာတော့ဖြစ်ရက်တွေအများကြီးဖြစ်ပေါ်လာခဲ့ပါတယ်ဆေး6တွေအများကြီးကိုကားနဲ့အပြည့်တင်လာခဲ့ရတာကြောင့်မီလာမိသားစုကကြောက်စိတ်တွေနဲ့ပြန်လာခဲ့ရပါတယ်အပြန်ဂိတ်မှာရှိတဲ့ရဲကမင်းတို့ကိုလွှတ်ပေးလိုက်မယ်လို့ဘရက်ကပြောခဲ့တာကြောင့်စိတ်အနှဲငယ်တက်တာခဲ့ရပေမဲ့တကယ်တမ်းတော့ရဲကမေးလိုက်တဲ့အခါမှာဒေးဗစ်ကကြောက်နေတော့ကြောင့်ဘာမှမပြောနိုင်ဖြစ်နေခဲ့ရပါတယ်ဒါကိုကြည့်ပြီးရဲကမိသားစုအကုန်လုံးကိုကားပေါ်ကနေဆင်းဖို့ပြောကြားပြီးကားကိုစစ်ဆေးမယ်လို့တော့ကားအောက်ကနေမှောက်ခိုးဝင်လာတဲ့သူတွေကထွက်ပြေးတာကြောင့်မီလာမိသားစုကလွတ်မြောက်ခဲ့ရပြန်ပါတယ်ပျော်ရွှင်စွာအိမ်ပြန်ရောက်နိုင်ပြီလို့ထင်ခဲ့ကြပေမဲ့အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ရပါတယ်။အာဘီကားပြတ်သွားတာကြောင့်တခြားမိသားစုခရီးထွက်တဲ့ကားနဲ့လိုက်စီးခဲ့ရပြီးထိုမိသားစုကအဖေဖြစ်သူကမူရစ်ဆေးဝါးတိုက်ဖျက်ရေးအရာရှိဖြစ်နေတာသိလိုက်ရတော့အခါမီလာမိသားစုကထိတ်လန့်သွားပြီးထိုမိသားစုနဲ့အမြန်ဆုံးဝေးကွာအောင်ကြံစီကြပါတယ်။ကန်နီကတစ်ဖက်မိသားစုရဲ့သမီးဖြစ်သူကိုကြိုက်နှစ်သက်ပေမဲ့ရှက်တက်တဲ့စိတ်ကြောင့်အကျဉ်းနာမပေးတတ်တာတွေရိုးနဲ့ကေစီကကန်နီကိုအကျဉ်းနာပေးနေတင်ပေးတာတွေကိုကောင်မလေးကမြင်သွားပြီးအထင်မြင်လွဲသွားတာတွေရှိလာပါတယ်။နောက်တော့အမှန်တရားကဖော်ထုတ်ခံရပါတော့တယ်မက္ကဆီကိုမှာဒေးဗစ်ကမူရစ်ဆေးတွေကိုလက်ခံယူတဲ့အခါသူမသိတာကဒီဆေးတွေဟာပါဘလိုချက်ကုန်းဆိုတဲ့ကားတဲ့ခေါင်းဆောင်ကြီးရဲ့ပိုင်ဆိုင်မှုတွေဖြစ်နေတယ်ဆိုတာပါဘရက်ကဒေးဗစ်ကိုလိန်ထားတာပါသူကပါဘလိုရဲ့ဆေးတွေကိုခိုးယူပြီးဒေးဗစ်ကိုတဲခိုင်းတာပါပါဘလိုကသူ့ဆေးတွေပျောက်သွားတာကိုသိတော့ဒေးဗစ်တို့ကိုလိုက်ရှာပါတယ်တနေ့မှာပါဘလိုရဲ့လူတွေကမီလာမီသားစုကိုတင်းနဲ့တွေနဲ့ချိန်ထားပြီးဒေးဗစ်တို့ကိုဖမ်းဆီးလိုက်ပါတယ်ပါဘလိုကဒေးဗစ်ကိုမေးပါတယ်မင်းဘယ်သူလဲငါဆေးတွေဘလိုရသွားတာလဲဒေးဗစ်ကရှင်းပြဖို့ကြိုးစားပါတယ်ကျွန်တော်ကဘရက်ရဲ့အကြောင်းမသိပါဘူးသူကကျွန်တော်ကိုဆေးတဲခိုင်းတာပါဒါကိုပါဘလိုကမယုံဘူးသူကဒေးဗစ်တို့ကိုတက်ပစ်ဖို့အမိန့်ပေးတော့မဲ့အချိန်မှာဒေးဗစ်ကရုတ်တရက်ဆုံးဖြတ်ချက်တစ်ခုချပြီးတော့မီလာမီသားစုပေါင်းပြီးလူဆိုးတွေလက်ထဲကနေလွတ်မြောက်လာခဲ့ပါတယ်ရုံရင်းဆန်ခတ်ထွက်ပြေးလာခဲ့တာကြောင့်ကားမမောင်းတက်တဲ့ကန်နီကကားမောင်းပြီးကားတိုက်မလို့တွေလက်ဆောင်ချင်းထဲကနေအစိတ်ရှိတဲ့ပင်ကူတစ်ကောင်ထွက်ပေါ်လာပြီးကန်နီရဲ့ဘောင်းဘီထဲကိုဝင်သွားတဲ့အခါကန်နီကပင်ကူကြိုက်တာခံလိုက်ရပါတယ်ဒီလိုနဲ့စေကမ်းမှာအချိန်နှဲငယ်ကြာနေပြီးအိမ်ပြန်ဖို့လုပ်ကြပေမဲ့အချင်းချင်းနားလည်မှုတွေလွဲတာကြောင့်အိမ်ပြန်ခီးဟာကြမ်းကြာနေပါသေးတယ်လမ်းမှာတွေ့ဆုံခဲ့မှုတဲ့မိသားစုနဲ့ထပ်မံတွေ့ဆုံခဲ့ကြတဲ့အခါမှာပါဘလိုရောက်ရှိလာပြီးတက်ဖြစ်ဖို့အတွက်ချင်းချောက်ပြန်ပါတယ်ဒေးဗစ်ကလီကိစ္စကသူနဲ့ပဲဆိုင်တာတခြားမိသားစုတွေနဲ့မဆိုင်ဘူးလို့ပြောပြီးပါဘလိုကိုလင်းမြန်စွာရိုက်ချပြီးကန်နီနဲ့ပေါင်းပြီးဖမ်းလိုက်ပါတယ်အရာရှိကဒေးဗစ်ကဆေး6တွေတဲလာမှန်းသိပေမဲ့လွတ်ပေးလိုက်ပါတယ်သို့ပေမဲ့ဒေးဗစ်ကအရာရှိနဲ့ပေါင်းပြီးဘရက်ကိုပါဖမ်းဆီးလိုက်ပါတယ်။နောက်ခါမှမီလာမိသားစုကတကယ်စစ်မှန်တဲ့မိသားစုတစ်ခုအဖြစ်ရှိလာခဲ့ပါတယ်။ဒီစကားကတွေးတာမတော်ဆက်ပေမဲ့ခက်ခဲတွေကိုအတူရင်ဆိုင်လာရတဲ့အခါမှာအရင်နှီးဆုံးမိသားစုတွေဖြစ်သွားတတ်တယ်ဆိုတာကိုပြသထားပါတယ်။ဒီလိုဇလန်းတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်လိုက်ပေးပြီးအကောင့်ကို follow ထားဖို့မမေ့ပါနဲ့နော်။